3D ရှင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါခင်ဗျာမင်္ဂလာနံနက်ခင်းလို့ဘာလို့နှုတ်ဆက်ရလဲဆိုတော့ကျွန်တော်ဒီ file လေးကိုရိုက်တဲ့အချိန်က9နာရီတော့မထိုးသေးဘူးเนาะအခုပနာရီ6နာရီခွဲပဲရှိသေးတယ်เนาะဒီ site လေးကအရင်ကျွန်တော်ပြခဲ့မှုတဲ့ site အဟောင်းလေးလည်းဖြစ်တယ်ဗျာเนาะနောက်ဒီ file site လေးကဒီ2025ဒီအချိန်20အတွက်ဒုတိယမြောက်တင်တဲ့ file site လေးပေါ့เนาะsite အဟောင်းလေးဆိုပေမဲ့သူကအချိန်20မှာကျူကနန်းထွက်ပေးရမှာနော်ကျူကနန်းထွက်ပြီးတော့မှသူက23ချိန်မှာတကွက်တည်းထိုးရမှာအခုအချိန်20ကကျူပင်ပေါ့ဗျာနော်အရင်ကျွန်တော်ပြခဲ့ဘူးတဲ့ site အဟောင်းလေးပါကဲကျွန်တော်နဲ့အတူတစ်ချက်လိုက်ပြီးတော့လေ့လာကြည့်ကြည့်ပါဦးဖြစ်စဉ်ကကျွန်တော်ကဒီမှာဒီ82ခုနဲ့နော်အစိမ်းအောင်82ခုနဲ့ကျွန်တော်ကြည့်နေကြပုံစံလေးတွေပေါ့နော်82ခုနဲ့91ခုနဲ့နောက်တစ်ခါ2001ခုနဲ့ဒါအစိမ်းအောင်လေးတွေနော်81အစိမ်းရော91အစိမ်းရောနောက်တစ်ခါ2001အစိမ်းရောအဲ့ကောင်တွေကအဲ့အစိမ်းရောင်တွေကိုကျွန်တော်ဒီအပြာရောင်ဖြစ်ကျွန်တော်အသွင်ပြောင်းတင်တာနော်96ရယ်ဒီ2006ရယ်2016အဲ့တော့နှစ်ကိုအသွင်ပြောင်းပြီးတော့အဲ့ကဏ္ဍကိုပြန်ပို့မှာပြီးတော့မှနောက်ဆုံးပို့မှာဗမာပြန်ပို့မှာတော့ဆိုတော့ဒီပန်းရောင်ဖြစ်သူကအစိမ်းရနေအပြာကနေဒီပန်းအဖြစ်ပြန်ပို့မှာနော်ပန်းကြတော့2005ရယ်နောက်တစ်ခါ2015ရယ်အခုကျွန်တော်တို့ဒီ2025ဒီနှစ်ရယ်ပေါ့နော်အဖြစ်စဉ်လေးကျွန်တော်လည်းအတူလေ့လာကြည့်ကြည့်အောင်နော်ဒီ82ခုနှစ်မှာသူကဘာစဖြစ်တုံးဆိုတော့82ခုနှစ်မှာခြေနှလုံးပေါင်းခြင်းက8ထိပ်စီးနှလုံးကနက်ခတ်လို့ထောင်းသူ့ရဲ့အောက်မှာရှိတဲ့ကဏ္ဍကအစိမ်းရောင်ကဏ္ဍက6ခု8အဲ့ဒီ6ခု8ကိုတဲ့သူအလဲတိုင်းကထိပ်စီးနဲ့ထွက်မယ်ဆိုတော့ခွန်68သို့မဟုတ်ခွန်86ပေါ့နော်ခွန်86ကဘာသာရေးကဏ္ဍဖြစ်တဲ့အတွက်ထွက်ဖို့အားနေတယ်နော်အဲကြတော့ခွန်68လို့ပဲကျွန်တော်တို့မှတ်ထားလိုက်အောင်နော်ဘာအဓိကမှတ်မှာအလဲတိုင်းစီထိပ်စီးဖြစ်ရမယ်နော်ဒီ82ခုနှစ်မှာခြေပေါင်းခြင်း8ထိပ်စီးနှလုံးနက်ခတ်လို့ထောင်းသူ့ရဲ့အောက်မှာရှိတော့ဒီအစိမ်းရောင်ကဏ္ဍ6ခွန်8ကအလဲတိုင်းစီထိပ်စီးနဲ့ဆက်ခွန်68နော်ခွန်68လို့ပဲမှတ်တာခွန်66ကိုကျွန်တော်ထည့်မတွတ်တော့နော်ခွန်68ဟုတ်ပြီပြီးရင်91ခုနှစ်ဒီ91ခုနှစ်မှာ91ခုနှစ်မှာခြေနှလုံးပေါင်းခြင်းက8ထိပ်စီးနှလုံးကနက်ခတ်လို့ထောင်းသူ့ရဲ့အောက်မှာဒီအစိမ်းရောင်ကဏ္ဍက285ဆိုတော့ဒီအလဲတိုင်းကထိပ်စီးအဖြစ်ထွက်နော်825တို့မဟုတ်852နော်အလဲတိုင်းထိပ်စီးပဲဖြစ်ရမယ်နော်825 852ဟုတ်ပြီ91ခုနှစ်91ပြီးရင်2001ခုနှစ်မှာလည်းအဲ့လိုပဲခြေပေါင်းခြင်း8ကိုဒီမှာနက်ခတ်လို့ထောင်ထားတယ်ပြီးရင်သူ့ရဲ့အောက်ကအစိမ်းရောင်ကဏ္ဍ843အဲ့ဒီ843ဆိုတဲ့ကောင်ကိုကျွန်တော်ကအလဲတိုင်းထိပ်စီးနဲ့ထွက်483တို့မဟုတ်438နော်ဒါအစိမ်းရောင်လေးတွေထွက်ရမယ့်ကဏ္ဍလေးတွေကိုကျွန်တော်ဒါတက်တည်ပြလိုက်တာပေါ့နော်ဒီသူထုတ်နှုတ်ထားတဲ့ကဏ္ဍလေးတွေကအဲ့လိုဒီခြေပေါင်းခြင်းအဲ့လိုနက်ခတ်ထောင်သူ့အောက်ကကဏ္ဍလေးတွေလာပြီးဖြစ်နေတာပေါ့နော်အဲ့ကြတော့ကဏ္ဍ3ခု6ခု8ရယ်285ရယ်843ဟုတ်ပြီအဲ့ကြတော့ကျွန်တော်ကဒီ71ခုနှစ်ရဲ့ပထမဆုံးကောင်ကိုကျွန်တော်ပြန်ပို့မယ်6ခု8ပေါ့နော်ခု68အဖြစ်ပို့မယ်အဲ့ကောင်ကိုကျွန်တော်အပြာရောင်ဖြစ်အသွင်ပြောင်းတော့မယ်အပြာရောင်ဖြစ်ဘယ်မှာအသွင်ပြောင်းတော့ပြောင်းမတော့ဆိုတော့1996နော်96ကိုတွင်ပြောင်းပြီးတော့ပို့ဒီ96ကိုပို့မယ်ဆိုတော့96ခုနှစ်မှာနှစ်ပရိတ်3ကဖြစ်ရမယ်အဲ့ဒီနှစ်ပရိတ်3ကဖြစ်ရမယ်အချိန်ဟာတဲ့ဒီ10ချိန်မတိုင်ခင်မှာပေါ့10ချိန်မတိုင်ခင်မှာနှစ်ပရိတ်2ခုကျူထွက်တာ10ချိန်မတိုင်ခင်လို့ဘာကြောင့်ပြောတော့ဆိုတော့10ချိန်မှာနှစ်ပရိတ်တစ်ခုနောက်ဆုံးနှစ်ပရိတ်လာမှာဖြစ်တဲ့အတွက်နော်အဲ့ဒီ10ချိန်မတိုင်ခင်မှာနှစ်ပရိတ်2ခါကျူပြီးတော့ထွက်တာဘာလို့လဲဆိုတော့10ချိန်မှာနှစ်ပရိတ်နောက်ဆုံးနှစ်ပရိတ်လာမှာဖြစ်တဲ့အတွက်နော်အဲ့ဒီနောက်ဆုံးနှစ်ပရိတ်လာဖို့အတွက်ကိုလည်းကျွန်တော်တက်တည်ပြချက်လေးတွေရှိရနော်ကဲဟုတ်ပြီအဲ့ဒီတော့ဟုတ်ပြီဒီ96ခုနှစ်မှာပို့ဖို့အတွက်95ခုနှစ်မှာနှစ်ပရိတ်3ကထွက်ရမယ်နှစ်ပရိတ်တစ်ခါနှစ်ခါနော်10ချိန်မတိုင်ခင်နော်10ချိန်မတိုင်ခင်ဆိုတော့ဒီမှာထွက်သွားတယ်နော်သူကဒီက2ချိန်4ချိန်6ချိန်မှာထွက်တယ်နောက်9ချိန်မှာထွက်တယ်နော်ဒီတတိယစနစ်ပရိတ်က10ချိန်မှာပေချာပေါက်လာမယ်ဆိုတော့တက်တည်ပြချက်အဲ့ကောင်ကြတော့ဒီ6ဆုံးသောနှစ်ကနေဒီနောက်ကို4နှစ်ပြန်ဆောရမယ်
နှစ်2နှစ်3နှစ်4နှစ်ပြန်ဆိုပါမယ်အဲကြတော့92ခုနှစ်ကိုရောက်နော်ဟုတ်ပြီ92ခုနှစ်မှာဘာတွေဖြစ်တုံးဆိုတော့သူကဘာလေးနဲ့ပြန်ထိန်ချုပ်တော့ဆိုဒီမှာ6ထိပ်6ထိပ်ဆိုတော့ညာလဲဒီ6ထိပ်ကဒီ6ထိပ်ရဲ့အပေါ်မှာသူအပူးခွားတစ်ခွက်အမြဲရှိတယ်ပြီးရင်ဒီ6ထိပ်ရဲ့အောက်မှာရှေ့ရွဲပါဝါခံပေးတာတယ်အဲ့ထိန်ချုပ်မှုလေးရှိတယ်နော်6ထိပ်ရဲ့အပေါ်မှာအပူးခွားတစ်ခွက်ရှိမယ်ကဏ္ဍတစ်ခွက်ရှိမယ်6ထိပ်ရဲ့အောက်မှာရှေ့ရွဲပါဝါရှိမယ်ပြီးတော့မှဒီ6ထိပ်ကိုတပင်ကျော်ပြီးတော့သူ့ရဲ့အထက်ကနေ1နှစ်2နှစ်3နှစ်4နှစ်မြောက်4နှစ်မြောက်မှာအဲ့ဒါနှစ်ပရိတ်အပိုင်ထွက်ရမယ်နော်အဲ့ဒါကြောင့်မို့ဒီမှာအပိုင်ထွက်ရမယ့်ကောင်က10ချိန်ဖြစ်တယ်နော်10ချိန်ဖြစ်တယ်2 4 6 8 10ချိန်10ချိန်မှာနှစ်ပရိတ်ဒေတာပေါက်ထွက်မှာဖြစ်တဲ့အတွက်နှစ်ပရိတ်ကလည်းဒီ9ဆွန်းသောနှစ်မှာကျွန်တော်က3ခါဖမ်းထားတာဖြစ်တဲ့အတွက်ဒီ10ချိန်မတိုင်ခင်မှာနှစ်ပရိတ်2ခါပြူပြီးထွက်ထားနော်အဲ့လိုထွက်ပြီးတော့မှဒီတတိယမြောက်12ပရိတ်က10ချိန်မှာလာပြီးထွက်တယ်ဒီ10ချိန်မှာဘာလို့ထွက်ရလဲဆိုတော့စောနာကျွန်တော်ပြခဲ့တဲ့နော်6ထိပ်အပေါ်မှာအပူးခွာဥရဲ့အောက်မှာပါဝါနော်ရှေ့ရဲပါဝါ6ထိပ်အပူးခွာအဲ့ဒီအပူးခွာကိုတပင်ကျော်ပြီးတော့မှနော်အဲ့ဒီ6ထိပ်ကိုတပင်ကျော်ပြီးတော့မှသူ့ရဲ့အထက်ကနေ1 2 3 4နှစ်မြောက်မှာတတိယမြောက်12ပရိတ်က6တလုံးပါပြီးတော့ထွက်တယ်နော်အဲ့ကြတော့10ချိန်မတိုင်ခင်မှာ2ပရိတ်နှစ်ခုကျူထွက်ပြီးရအဲ့ဒီတော့မှဆိုလိုချင်တဲ့အဓိပ္ပာယ်ကဒီ2ပရိတ်3ခုထွက်ပြီးတော့မှသူ့ရဲ့ဘေးကနေ1 2 3 4 5 6ပင်ဖြစ်သလိုဒီဘက်1နှစ်2နှစ်3နှစ်4နှစ်မြောက်ရဲ့6ထိပ်နဲ့တန်းတန်းမှာစောနာ68ဆိုတဲ့ပေါ့နော်ရက်တယ်ပြီးလိုက်တဲ့68အဲ့ဒီ68ကစောနာဒီနေရာမှာလာပြီးထွက်တယ်ပေါ့ဗျာနော်နှစ်ပရိတ်တစ်ခါနှစ်ခါ3ခါရဲ့1 2 3 4 5 6ပင်ဖြစ်သလိုသူ့ရဲ့တန်းတန်း1နှစ်2နှစ်3နှစ်4နှစ်မြောက်က6ထိပ်ရဲ့တန်းတန်းမှာလည်းလာပြီးတော့ဖြစ်နေရမယ်နော်နှစ်ခုညီရမယ်ပေါ့ဗျာနော်သတိထားမှာ6ထိပ်ရဲ့အပေါ်မှာအပူးခွာရှိတယ်6ထိပ်ရဲ့အောက်မှာခြေတွေပါပါရှိတယ်ဒီ6ထိပ်ကိုတပင်ကျော်လိုက်အထက်ကို1နှစ်2နှစ်3နှစ်4နှစ်မြောက်အဲ့ဒီအချိန်မှာနောက်ဆုံးတတိယမြောက်နှစ်ပရိတ်ကပေဂျာပေါက်ထွက်မှာဖြစ်တဲ့အတွက်သူ့ရဲ့အထက်မှာနှစ်ပရိတ်က2ခါထွက်ပေးထားတယ်နောက်တတိထားမှာဒီတတိယမြောက်နှစ်ပရိတ်က6တလုံးပါတယ်နော်အဲ့ဒါဒီ81ခုနှစ်ကဒီအစိမ်းရောင်ကဏ္ဍ68ကို96ခုနှစ်မှာအပြာရောင်ဖြစ်စပြီးတော့အသွင်ပြောင်းလဲခြင်းပဲဖြစ်တယ်နော်ပြီးရင်ဒုတိယ61ခုနှစ်ကိုတော့61ခုနှစ်မှာအသွင်ပြောင်းပေးရမယ့်ကဏ္ဍကရှင်းနှလုံးရှင်းထိပ်စီနှလုံးနှစ်ခါသူ့ရဲ့အောက်က285နော်အိုက်ကောင်ကြတော့825852အလဲတိုင်းအထိပ်စီးမှုတွေပဲနော်အိုက်ကောင်ကစောနာ96ပို့ပြီးဆိုတော့2006ကိုပို့ရမှာ2006ကိုပို့ရမှာဆိုတော့သူက2006မှာနှစ်ပရိတ်3ခါရင်9ဆွန်းသောနှစ်မှာနှစ်ပရိတ်ရင်3ခါထွက်ရမယ်သူကကြတော့ဘယ်ချိန်မှာအရင်ကျူထွက်ရမလို့ဆို14ချိန်မတိုင်ခင်နော်14ချိန်ရဲ့အထက်နှစ်ပင်မှာနှစ်ပရိတ်ကျူထွက်ပြီးတာ14ချိန်မှာတော့ဒေတာပေါက်သူကနှစ်ပရိတ်လာမှာဖြစ်တဲ့အတွက်နော်ဟုတ်ပြီဒီ6ဆွန်းသောနှစ်ကိုမပို့ခင်ဒီ9ဆွန်းသောနှစ်မှာနှစ်ပရိတ်3ခါထွက်ရတစ်ခါ14ချိန်မတိုင်ခင်နော်တစ်ခါဒါသူကအစောထွက်ပြီးသွားပြီးတော့မှဒီ14ချိန်မှာနော်ဒါ14ချိန်ပေါ့14ချိန်မှာအဲ့ဒီ12ပရိတ်ဒေတာပေါက်လာမယ်2 4 6 8 10 14နော်6ပါတော့နှစ်ပရိတ်လာမယ်နော်ဒါ9ဆွန်းသောနှစ်ရဲ့ဒီ2005ခုနှစ်ရဲ့ပထမနှစ်ဒါဒုတိယနှစ်တတိယနှစ်က14ချိန်မှာဒေတာပေါက်လာမယ်ဟောနာလိုပဲနော်ဒီ6ဆွန်းသောတက်ကလေးကိုနောက်ကို1နှစ်2နှစ်3နှစ်4နှစ်ပြန်ဆုပ်လိုက်အဲ့ဒီနှစ်ဆွန်းသောနှစ်မှာပါလာဖြစ်တော့ဆိုတော့ဟောနာဖြစ်စဉ်လေးလာဖြစ်တယ်အပူခွာအဲ့ဒီအပူခွာရဲ့အောက်မှာ6ထိပ်အဲ့ဒီ6ထိပ်ရဲ့အောက်မှာရှေ့ရဲစီပါပါအဲ့ဒီဖြစ်စဉ်လေးဖြစ်ရမယ်နော်6ထိပ်ပေါ်မှာအပူခွာ6ထိပ်ရဲ့အောက်မှာရှေ့ရဲပါပါဒီ6ထိပ်ကိုစောနာလိုပဲတပင်ကျော်လိုက်တပင်ကျော်ပြီးသူ့ရဲ့အထက်ကနေ1နှစ်2နှစ်3နှစ်4နှစ်မြောက်4နှစ်မြောက်ဆိုတော့ဒီ2005ခုနှစ်ကိုရောက်သွားတယ်နော်
2005ခုနှစ်ကိုရောက်သွားတယ်အဲ့ဒီ2005ခုနှစ်မှာထွက်မဲ့တတိယမြောက်နှစ်ပရိတ်ကစောနာကျွန်တော်တို့ကြည့်ခဲ့တဲ့6ထိပ်ရှိရဲပါအပူအိုက်ကောင်ရဲ့နော်6ထိပ်ကိုတပင်ကျော်ပြီးတော့1 2 3 4ခုမြောက်မှာလာပြီးတော့တေချာပေါက်ထွက်ရမယ်အဲ့ဒီနှစ်ပရိတ်ကဒီ9ဆုံးသောနှစ်ရဲ့ပထမဒုတိယတတိယမြောက်နှစ်ပရိတ်ဖြစ်ရမယ်အဲ့ဒီတတိယမြောက်နှစ်ပရိတ်ထွက်ပြီးတော့မှအဲ့ဒီတတိယမြောက်နှစ်ပရိတ်ရဲ့ဘေးကနေ1 2 3 4 5 6ပင်မြောက်မှာလာပြီးတော့ဆောင်းနာပိုးတဲ့ကဏ္ဍလာပြီးတော့ထွက်သလိုသူ့ရဲ့ဘေးကနေ1 2 2 3 4နှစ်မြောက်6ထိပ်ရဲ့ဘေးမှာလည်းလာပြီးတော့ညီနေရမယ်နော်6ထိပ်ရဲ့ဘေးမှာလည်းလာပြီးထွက်ရမယ်ဒီကောင်က6ပင်မြောက်မှာလည်းထွက်ရမယ်နှစ်ခုညီရမယ်ပေါ့နော်အဲ့ဒီ825ဆိုတဲ့ကောင်ကအစောနာကျွန်တော်တို့ဒီ61ခုနှစ်ရဲ့အစိမ်းရောင်ကဏ္ဍနော်ဒီကောင်825852နော်ဒီမှာ825ဆိုပြီးတော့လာထွက်သွားတယ်နော်အဲ့ဒါဒီ96ခုနှစ်2006ခုနှစ်ကိုဒါဒုတိယမြောက်ပို့လိုက်တဲ့ကဏ္ဍမျိုးဖြစ်တယ်နော်ဟုတ်ပြီအခုတတိယမြောက်နောက်ဆုံးပို့ရမှာကောင်2001ခုနှစ်ကကောင်2001ခုနှစ်ကခြေနှလုံးရှစ်နှစ်ခတ်တော့မှတ်ခဲ့တယ်ပေါ့နော်48338နော်အဲ့ကောင်အသွင်ပြောင်းပြီးတော့ပို့ရမယ်အဲ့ကောင်နော်96ပြီး2006ပြီး2016အဲ့ကြတော့ရှေ့ရဖြစ်တဲ့အတိုင်းပဲနော်သူက12ပရိတ်ကတဲ့နောက်ဆုံး12ပရိတ်ကသူက16ကြိမ်မှာထွက်မှာ16ဟောပေါ့16ကြိမ်မဟုတ်ဘူးဗျသူက15ကြိမ်မှာထွက်မှာဖြစ်တဲ့အတွက်15ကြိမ်မတိုင်ခင်မှာနှစ်ပရိတ်အရင်နှစ်ခုထွက်ရမယ်နော်ဒီ2016ကိုဒီ438 473ပို့ဖို့အတွက်ဒီ9ဆုံးသောနှစ်မှာနှစ်ပရိတ်3ကထွက်ရမယ်နော်အဲ့ဒီ15ကြိမ်မတိုင်ခင်မှာနှစ်ပရိတ်နှစ်ခုကျူထွက်တာဒီမှာပထမနှစ်ပရိတ်နော်မှာဒုတိယနှစ်ပရိတ်နော်15ချိန်မှာ12ပရိတ်6ပါတော့12ပရိတ်ဒေတာပေါက်ထွက်မယ်ဆိုတာနော်ဆောနာဖြစ်စဉ်နေတိုင်းပဲနော်ဒီ6ဆုံးသောနှစ်ကနေ1နှစ်2နှစ်3နှစ်4နှစ်ပြန်ဆုပ်လိုက်ဒီနှစ်ဆုံးသောသက်ကလေးမှာနော်ရှေ့ရဖြစ်စဉ်နေတိုင်းပဲ6ထိပ်ပြည့်အပေါ်မှာအပူခွဒီ6ထိပ်ရဲ့အောက်မှာရှေ့ရဲပါနော်6ထိပ်အပူခွ6ထိပ်ရဲ့အောက်မှာရှေ့ရဲပါဒီ6ထိပ်ကိုတပင်ကျော်လိုက်တပင်ကျော်ပြီးတော့သူ့ရဲ့အထက်ကို1နှစ်2နှစ်3နှစ်4နှစ်မြောက်နော်ဒီကောင်15ကြိမ်15ကြိမ်မှာလာထွက်တာနော်ဒါပထမနှစ်ပရိတ်ဒါဒုတိယနှစ်ပရိတ်နော်ဒီ15ကြိမ်မှာတတိယနှစ်ပရိတ်အဲ့ဒါကြောင့်မလို့15ကြိမ်မတိုင်ခင်နှစ်ပရိတ်နှစ်ခုကျူပြီးထွက်ပြီးတာနော်2ကြိမ်4ကြိမ်6ကြိမ်8ကြိမ်10ကြိမ်12ကြိမ်14ကြိမ်15ကြိမ်အဲ့ဒီတတိယမြောက်နှစ်ပရိတ်က6တလုံးပါနော်ဟောနာဒီတတိယနှစ်ပရိတ်ဒီကောင်ကလည်းမှာ6တလုံးပါနော်6တလုံးမှာလည်းတတိယနှစ်ပရိတ်6တလုံးပါပြီးတော့မှအိုက်ကောင်ရဲ့ဘေးနော်အိုက်ကောင်ရဲ့ဘေးကနေ1ပင်2ပင်3ပင်4ပင်5ပင်6ပင်ဖြစ်တယ်လို့သူ့ရဲ့1နှစ်2နှစ်3နှစ်4နှစ်မြောက်က6ထိပ်ရဲ့တန်းတန်းမှာလည်းဒါပြီးဖြစ်ရမယ်ပို့ရမယ်ကဏ္ဍကဆောနာ4ထိပ်နဲ့438 483နော်အဲ့ဒါ2000ခုနှစ်ကနောက်ဆုံးပို့လိုက်တယ်438 483နော်ဒီ9ဆုံးသောနှစ်မှာနှစ်ပရိတ်တစ်ခါနှစ်ခါ3ခါကြာပြီးတော့သူ့ရဲ့ဘေးကနေ1 2 3 4 5 6ကြိမ်ဖြစ်တယ်လို့1 2 3ဒီ4ကြိမ်6ထိပ်ရဲ့တန်းတန်းမှာလည်းဒါပြီးတော့ဖြစ်ရမယ်အဲ့ဒါနောက်ဆုံးပို့လိုက်တဲ့438နော်ခေါင်းကဒီ6ထိပ်ကြည့်ရဲပါအပူနော်အိုက်ကောင်လေးတွေညီနေရမယ်နော်ဒီမှာလည်းအဲ့လိုပါနော်6ထိပ်ကြည့်ရဲပါ6ထိပ်ပူခွာနော်သူ့ရဲ့ဘေးမှာတော့နှစ်ပရိတ်တစ်ခါနှစ်ခါ3ခါသူ့ရဲ့ဒီဘက်6ပြီနော်နောက်ဒီ96မှာလည်းအဲ့လိုပဲနော်နှစ်ပရိတ်တစ်ခါနှစ်ခါ3ခါသူ့ရဲ့ဘေးဒီ6ပင်ဖြစ်သလို1နှစ်2နှစ်3နှစ်4နှစ်မြောက်6ထိပ်ရဲ့တန်းတန်းမှာလည်းဖြစ်တယ်နော်အဲကြတော့ဒီအပြာရောင်အစိမ်းရောင်ကနေအပြာရောင်ကိုပြောင်းပြီးအဲ့ဒီအပြာရောင်တွေကပန်းရောင်ဖြစ်ဆိုတဲ့ပြန်လာမှာနော်တဲ့ပြန်လာမှာဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ကဒီဆောနာဒီဟိုကိုပြန်သွားမယ်နော်ဒီပန်းရောင်လိုင်းကိုသွားမယ်နော်ပန်းရောင်လိုင်းမှာကျတော့ဒီအပြာရောင်တွေကိုတဲ့ဖြစ်ပြန်ဖို့မှာနော်ဆိုလိုတာကဗျာမပို့ခဲ့တဲ့ icon 68ကို68တိုင်းမှာပို့နော်အဲ့ဒီနော်ဒါပထမဆုံးအသွင်ပြောင်းခံရတဲ့ကောင်
ခွန်68အဲ့ဒီခွန်68ကိုကျွန်တော်ဒဲပြန်ပို့မှာအဲ့ဒီပိုင်းအောင်2005မှာခွန်68ကိုဒဲပြန်ပို့မှာအဲ့ကြတော့ဆောနာလိုပဲနှစ်ပရိတ်3ခါထည့်ရတယ်ငါးစွန်းစောနှစ်မှာတစ်ခါနှစ်ခါအဲ့ကောင်ကဆောနာလိုပဲဒီကောင်15ချိန်မတန်ခင်မှာနှစ်ပရိတ်2ခုကျူထွက်ထားနော်2005မှာပို့ဖို့တစ်ခုနှစ်ခုနော်15ချိန်မှာကျတော့တတိယနှစ်ပရိတ်လာနော်ဟုတ်ပြီကဲဟုတ်ပြီအဲ့ကြတော့ဆောနာလိုပဲနှစ်စွန်းသောနှစ်ကိုသွားမယ်နှစ်စွန်းသောနှစ်ဒါအခုနောက်ဆုံးပို့မဲ့ကောင်နော်ပန်းရောက်ကိစ္စကိုကျွန်တော်စရှင်းနေပြီအဲ့နှစ်စွန်းသောနှစ်မှာတုံညာထိတ်နှစ်စွန်းသောနှစ်မှာတုံညာထိတ်ဒီတလုံးတွေ့ပြီနော်တုံညာထိတ်တလုံးတွေ့သူ့ရဲ့အောက်ကိုဆက်ဆင်ကြည့်လိုက်မရှိတော့နော်မရှိတော့ဒီမှာတလုံးတွေ့တယ်ပြန်ပြီးလေ့လိုက်ပြီနော်နှစ်စွန်းသောနှစ်မှာတုံညာထိတ်မတွေ့ဘူးနော်ဒီတလုံးတွေ့တယ်မရှိတော့နော်ကျွန်တော်ကအဓိကလိုချင်တာဒီတုံညာထိတ်ကိုလိုချင်တယ်အဲ့ဒီတုံညာထိတ်ကနှစ်စွန်းသောနှစ်ရဲ့ပထမဆုံးတုံညာထိတ်ဖြစ်တယ်လို့နောက်ဆုံးထွက်တဲ့တုံညာထိတ်လို့လည်းပြောလို့ရတယ်နော်နောက်အဓိကလိုချင်တာကျွန်တော်နောက်ဆုံးထွက်တဲ့တုံညာထိတ်ကိုလိုချင်တာနော်ဒီတက္ကရာနှစ်တက္ကရာရဲ့နော်ဒီမှာကျတော့တစ်လုံးနဲ့ဖြစ်တဲ့အတွက်သူကပထမဆုံးလည်းပြောလို့ရတယ်နောက်ဆုံးလည်းပြောလို့ရတယ်အဓိကလိုချင်တာကတော့နောက်ဆုံးအလုံးလိုချင်တာနော်ကဲဟုတ်ပြီနောက်ဆုံးအလုံးနဲ့နောက်ဆုံးအလုံးနောက်ဆုံးတုံညာထိတ်ရဲ့နှစ်နှစ်မြောက်မှာ12ပရိတ်ထွက်မှာနော်နောက်ဆုံးအလုံးနောက်ဆုံးတုံညာထိတ်စီရဲ့နော်နှစ်စွန်းသောတက္ကရာရဲ့နောက်ဆုံးတုံညာထိတ်ရဲ့နှစ်နှစ်ကျော်မှာ12ပရိတ်ထွက်မှာအဲ့ဒီ12ပရိတ်ကဒီ2005ခုနှစ်ရဲ့တတိယမြောက်နှစ်ပရိတ်ဖြစ်ရမယ်ပထမနှစ်ပရိတ်ဒုတိယနှစ်ပရိတ်က15ချိန်မတိုင်ခင်မှာကျူပြီးထွက်ပြီးထား15ချိန်လို့ဘာလို့ပြောတော့ဆိုတော့ဒီနောက်ဆုံးတုံညာထိတ်ရဲ့နှစ်ပင်ကျော်လိုက်ဒီအချိန်က15ချိန်ဖြစ်နေလို့နော်အဲ့ကြတော့မှဒီနှစ်ပရိတ်တစ်ခါနှစ်ခါ15ချိန်မှာအဲ့ဒီနှစ်ပရိတ်ကြာဘာဖြစ်လို့ကြာတော့ဆိုတော့ဒီတုံညာထိတ်နဲ့တန်းတန်းမှာဖြစ်နေတဲ့အတွက်နော်အဲ့လိုကြာပြီးတော့မှဒီနှစ်ပရိတ်3ကပြည့်ပြီဆိုတော့မှနှစ်ပင်ကျော်မှာသောနာအပြာရောင်ပြောင်းလိုက်အတွင်ပြောင်းခဲ့လိုက်တဲ့6ကျစ်ဆိုတော့အဲ့ဒီနှစ်ပရိတ်3ကရဲ့အောက်မှာနှစ်ပင်ကျော်မှာဒဲလာထွက်မှာအဲ့မှာလည်းနှစ်ပင်ကျော်လည်းဖြစ်တယ်လို့သူရဲ့ဒီဘက်2နှစ်ကျော်ကတုံညာထိတ်နဲ့တန်းတန်းမှာလည်းဖြစ်တယ်ဟိုဘက်မှာတော့အပြာရောင်အတွင်ပြောင်းတော့6ထိတ်တွေနဲ့ထွက်တယ်နော်အခုပန်းရောင်ကိုအတွင်ပြောင်းတော့တုံညာထိတ်နဲ့တန်းတန်းမှာအဲ့ဒီတုံညာထိတ်ကနောက်ဆုံးတုံညာထိတ်နှစ်တက်ကလေးရဲ့နောက်ဆုံးတုံညာထိတ်ရဲ့တန်းတန်းမှာ2နှစ်ကျော်မှာထွက်တယ်လို့ဒီနှစ်ပရိတ်တစ်ခု2ခု3ခုရဲ့နှစ်ပင်ကျော်လည်းဖြစ်ရမယ်အဲ့ဒါ6နော်အဲ့ဒါ2005မှာအတွင်ပြောင်းလိုက်ပြီနော်အစောဒုတိယအတွင်ပြောင်းလိုက်တဲ့ကောင်ကပထမအတွင်ပြောင်းတာ96က6ချစ်ကိုအခုကျွန်တော်အတွင်ပြောင်းလိုက်ပြီနော်ပန်းရောင်အတွင်ပြောင်းလိုက်အဲ့လိုဆို2006မှာဆောင်းအတွင်ပြောင်းခဲ့တဲ့ကောင်ကဘယ်ကောင်လုံးဆိုတော့825နော်တဲ့ပဲအဲ့ဒီ825ကိုကျွန်တော်2015မှာအတွင်ပြောင်းမယ်နော်အဲ့ကြတော့နှစ်ပရိတ်3ကထွက်ရမယ်ပေါ့ဗျာနော်နောက်ဆုံးနှစ်ပရိတ်ကကျွန်တော်ကဒီ2015ဟိုပါပေါ့ဘာတော့15ချိန်2015လွဲနေပြီနော်15ချိန်မှာနောက်ဆုံးနှစ်ပရိတ်ထွက်ရမယ်ဖြစ်တဲ့အတွက်15ချိန်မတိုင်ခင်နှစ်ပရိတ်2ခါထွက်တာနော်ဒီနှစ်ပရိတ်တွေကတော့ဒါပြီးထပ်နေတာပေါ့ဗျာနော်သူကဒါနဲ့ပဲလှုပ်တာနော်နှစ်ပရိတ်တစ်ခါ2ခါကဲဟုတ်ပြီသောနာလိုပဲနှစ်စွန်းသောနှစ်ကိုတုံညာထိတ်လေ့လာဒီမဲ့တလုံးနော်ဒီမဲ့တလုံးနှလုံးနော်ဒီမဲ့တလုံးတုံညာထိတ်ဒီမှာကျတော့3လုံးထွက်တယ်အောက်ကိုဆက်ပြီးလေ့လာမရှိတော့နော်ပြန်ပြီးစစ်ကြည့်ဒီမဲ့နော်ဒါနောက်ဆုံးတုံညာထိတ်ဒါဒုတိယတုံညာထိတ်ဒါပထမဆုံးတုံညာထိတ်မရှိတော့ကျွန်တော်ကဒီနှစ်ဆုံးသောတက္ကရာရဲ့နောက်ဆုံးတုံညာထိတ်ကိုလိုချင်တာနော်ဒီနောက်ဆုံးတုံညာထိတ်အဲ့ဒီနောက်ဆုံးတုံညာထိတ်ရဲ့နောက်ဆုံးတုံညာထိတ်လို့ဖြစ်မှသူ့ရဲ့2နှစ်ကျော်မှာဒီမှာဒါ15ချိန်ပဲအဲ့ဒီ15ချိန်မှာ6ပါသောနှစ်ပရိတ်လာထွက်မှာ
သူ့ရဲ့အချက်မှာအားကြောင့်မို့ဒီ15ချိန်မတိုင်ခင်နှစ်ပရိတ်နှစ်ခါထွက်ပေးထားရမယ်နော်ဒီမှာကျွန်တော်12ပရိတ်ကိုတွေ့ခြင်းအဲ့ဒီတတိယမြောက်12ပရိတ်ထွက်ပြီးတော့မှနှစ်ပင်ကျော်မှာ8နဲ့9လာပြီးထွက်တယ်လို့သူ့ရဲ့2နှစ်ကျော်နောက်ဆုံး3ညထိပ်ရဲ့တန်းတန်းမှာလည်းလာပြီးတော့ထွက်နေရမယ်နော်အဲကြတော့12ပရိတ်ရဲ့နှစ်ပင်ကျော်လည်းဖြစ်တယ်ဒီ3ညထိပ်ရဲ့2နှစ်ကျော်လည်းဖြစ်တယ်အဲ့ဒီအသွင်ပြောင်းလိုက်တဲ့825ကအဲ့ဒီကျွန်တော်တို့2006မှာဆိုတော့အစင်းရောင်ကနေအသွင်ပြောင်းခံခဲ့ရတဲ့အဲ့ဒီ825ဆိုတဲ့ကဏ္ဍတဲ့ပဲဖြစ်တယ်အဲ့ဒီမှာ2015မှာပန်းရောင်ဖြစ်အသွင်ပြောင်းပြီးလာကြတာနော်ဒါနောက်ဆုံး12ပြိ363နေပဲနော်363လို့ခံပြီးတော့မှသူကနှစ်ပင်ကျော်မှဒါထွက်တာဒီနောက်ဆုံး3ညထိန်နဲ့တန်တန်နော်ဒီမှာဒီခွန်6ချစ်ကိုအသွင်ပြောင်းတော့ကလည်း633ပဲနော်နှစ်ပင်ကျော်မှလာပြီးထွက်တယ်အဲ့ဒီ2နှစ်ကျော်မှနောက်ဆုံး3ညထိန်ရှိတယ်ကဲဟုတ်ပြီအဲ့ကြတော့အပြာရောင်အဖြစ်နောက်ဆုံးအသွင်ပြောင်းခံခဲ့ရတဲ့ကဏ္ဍက2016မှာပဲကဏ္ဍ438တဲ့အဲ့ဒီ438တဲ့ဟာလာပြီးထွက်မယ်2025မှာနော်နှစ်ပရိတ်3ကကြာပြီးမှအကြတော့အကျိန်20မတိုင်ခင်မှာနှစ်ပရိတ်နှစ်ခုကြိုထွက်ရမယ်ဘာလို့လဲဆိုအကျိန်20မှာကျွန်တော်ကနှစ်ပရိတ်ကိုနောက်ဆုံးနှစ်ပရိတ်တတိယမြောက်နှစ်ပရိတ်ဖြစ်ကြာမယ်အကြတော့ရှေ့ရဖြစ်တဲ့အတိုင်းဒီနှစ်ဆုံးသောတက်ကရင်3ညလေးလား3ညတစ်လုံး3ညထိပ်မြတ်တလုံးနော်ပထမဆုံး3ညထိပ်ဒီမှာ23ချိန်မှာလားနှစ်ဆုံးသောနှစ်ရဲ့နောက်ဆုံး3ညထိပ်ပဲနော်ပြန်ပြီးလေ့လာမသိကြအောင်လို့နော်နှစ်ဆုံးသောနှစ်ဒါပထမ3ညထိပ်နော်ဒုတိယ3ညထိပ်အဲ့ဒီဒုတိယ3ညထိပ်ကို2နှစ်ကျော်လိုက်ရင်အဲ့ဒီနေရာမှာ12ပြိတ်တေချာပေါက်ရှိရမယ်ဒီကောင်ကအကျိန်20အကျိန်20ဖြစ်တဲ့အတွက်အကျိန်20မတိုင်ခင်မှာ2ပြိတ်2ခုထွက်ထားရမယ်3 3ည9ရဲ့2 4 6ပဲထွက်ထားရတယ်ထွက်ပြီးတော့မှအဲ့ဒီနောက်ဆုံး3ညထိပ်ရဲ့2ပင်ကျော်မှာ12ပြိတ်ထွက်ရမယ်ဒီနေရာမှာကျွန်တော်336လို့ရေးထားတယ်နော်336ဟောနာဒီမှာထွက်ခဲ့တဲ့ကောင်363နော်ဒီဘက်မှာထွက်ခဲ့တဲ့ကောင်က633 633 363နောက်ဒီနေရာမှာ336ပေါ့ဗျာနော်အဲ့ကောင်နောက်ဆုံးတတိယမြောက်နှစ်ပရိတ်အဖြစ်သူကဒီနေရာမှာလာထွက်ရမယ်တစ်ခုနှစ်ခုသုံးခုဘာဖြစ်လို့လဲဆိုတော့ဒီနောက်ဆုံး3ညထိပ်ကနှစ်ဆုံးသောနှစ်ရဲ့နောက်ဆုံး3ညထိပ်ကဒီနေရာမှာလာဖြစ်နေလို့သူ့ရဲ့2နှစ်ကျော်မှာတတိယမြောက်နှစ်ပရိတ်ထွက်အိုက်ကောင်ထွက်ပြီးတော့မှအစောနအသွင်ပြောင်းထားတဲ့438ကသူ့ရဲ့2ပင်ကျော်ဖြစ်တယ်လို့ဒီဘက်နဲ့နှစ်ဆုံးသောနှစ်ရဲ့သူ့ရဲ့2နှစ်ကျော်ရဲ့3ညထိပ်ရဲ့တန်းတန်းမှာလည်းဖြစ်ရမယ်နော်တတိယမြောက်နှစ်ပရိတ်ရဲ့2ပင်ကျော်ဖြစ်တယ်လို့2နှစ်ကျော်ရဲ့နောက်ဆုံး3ညထိပ်နဲ့တန်းတန်းမှာလည်းဖြစ်ရမယ်နောက်ဆုံးပို့ရမယ့်ကောင်က438နော်အဲ့ကောင်က2016မှာအစိမ်းရောင်ဖြစ်အသွင်ပြောင်းခံခဲ့ရတဲ့ဒီ438ကဏ္ဍတဲ့ဟာနော်ဒီ9ဆုံးသောနှစ်မှာနှစ်ပရိတ်တစ်ခါနှစ်ခါနော်တတိယမြောက်နှစ်ပရိတ်ကအဲ့ဒီနောက်ဆုံး3ညထိပ်ရဲ့2နှစ်ကျော်မှာလာပြီးထွက်ထားအဲ့ကောင်က6တလုံးပါတော့နှစ်ပရိတ်336ပဲကျွန်တော်ယူဆထားတယ်သူရဲ့2နှစ်ကျော်နောက်ဆုံး3ညထိပ်နော်ဒီ336ရဲ့2ပင်ကျော်မှာထွက်တယ်လို့2နှစ်ကျော်ရဲ့နောက်ဆုံး3ညထိပ်ရဲ့တန်းမှာလည်းလာပြီးဖြစ်ရမယ်နော်ဖြစ်စဉ်လေးကအဲ့ဒါပဲနော်အဲ့ဒီတော့ဒီ633လို့မလာခင်ကျွန်တော်တို့တခါပြူပြီးဖမ်းခဲ့တာရှိတယ်နော်တတိယမြောက်နှစ်ပရိတ်လာတော့မှဆိုရင်တပင်ကျော်မှာဟုတ်လားဒီလို3ည5လို့ထောင်ရမယ်အခုက3ည5လို့တော့မထောင်ဘူးပေါင်းချင်းတော့ပေးထားတယ်နော်အဲ့ဒါလေးကျွန်တော်ပြောအောင်သက်သေပြအောင်နော်ဒီနောက်ဆုံး12ပရိတ်လာဖို့အတွက်တပင်ကျော်မှာဒီထိတ်နှလုံးပေါင်း9ပေါ့ဗျာဒီမှာပါဝါဖြစ်နေ3ည5လို့ဖြစ်ပြီးတော့ဒီအပေါ်နဲ့အောက်နဲ့4ခုလေးလို့ရှိရမယ်ဒီ14ပရိတ်ကသူ့ရဲ့အောက်ကနေ1 2 3ဒီက14ပရိတ်နော်ဒီက14ပရိတ်နော်ဒီတတိယမြောက်2ပရိတ်မလာခင်သူ့ရဲ့တပင်ကျော်မှာဒီနှလုံးပေါင်း9လို့ဖြစ်တယ်အဲဒီတော့ကျွန်တော်တို့3ညထိတ်5ထိတ်ဖမ်းသေးတယ်နော်မပေးခဲ့လို့ပေါင်းချင်းနဲ့တော့ပေးသွားတယ်3ည5လို့ဖြစ်တယ်ဒီမှာဒီနှလုံးက9နဲ့4နဲ့ဆောင်းထိုးတယ်
ကြောင့်ထိပ်သီးနှလုံး9ဆိုတော့ထိပ်သီးရပြီခွန်လေးခွန်ဆိုတော့နောက်ထပ်တစ်လုံးရပြီအဲ့ဒီ4 break ကသူ့ရဲ့အောက်ကနေ1 2 3ဒီက4 break ပြီးတော့မှဒီ12 break ဒီလာကြ6 3 3နော်ဒုတိယဖြစ်စဉ်မှာလည်းနဲ့နော်ဒီနောက်ဆုံး2 break ရဲ့အထက်နော်တပင်ကျော်လိုက်ရင်ထိပ်သီးနှလုံးက9လို့ထောင်ထားတယ်ထိပ်သီးနှလုံး9ပါပေါ့ဗျာနော်ပါဒီမှာကျတော့4ခွန်နဲ့နော်4နဲ့ခွန်နဲ့ဆိုဒီမှာတစ်လုံးရမယ်ထိပ်သီးယူလိုက်တဲ့အတွက်တစ်လုံးရမယ်2 break ကသူ့ရဲ့အောက်ကနေ1 2 3ဒီ2 break ကဒီ2 break နော်ပြီးတော့မှတပင်ကျော်မှာအဲ့ဒီ363ပတ်တဲ့ထွက်ပြီးတော့မှဆောင်းတော့ကျွန်တော်တို့ကြည့်ခဲ့တဲ့ဒီဖြစ်စဉ်တွေလာဖြစ်အခုဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့က3ညထိတ်5ထိတ်မထွက်ခဲ့ပြီမဲ့ဒါပထမနှစ်ဒုတိယနှစ်ဒီမဲ့တတိယနှစ်အဲ့ဒီတတိယနှစ်မကြဘူးဒီရဲ့ဒီပင်ကျော်မှာတွေ့လား3ည5တော့မဖြစ်ဘူးဒါမဲ့ထိတ်ပြီးနှလုံး5လို့ဖြစ်တယ်တွေ့လားဒီမဲ့4ခွန်ဒီမှာလာတန်းတယ်ဒီလိုမတန်းတော့တတိယပင်ဆိုနည်းနည်းလှဲ့တယ်နော်4ခွန်နော်အဲ့တော့ဒီ6နဲ့9နဲ့5ဖြစ်အောင်ပိုးလို့လေဗျာဒီမဲ့4ချီတော့ခွန်လို့လေ6ထိတ်ခွန်တစ်လုံးရတယ်ဒီ4 break ကသူ့ရဲ့အောက်ကနေ1 2 3ဒီကောင်မယ်ကျွန်တော်တို့အဲ့တော့ဒီမှာ954ဆိုပြီးတည့်ထားတာဒီမှာက3ညခွန်6ဆိုထိုးခဲ့တာ3ညထိတ်5ထိတ်နော်မဖြစ်ခဲ့ဘူးဒါမဲ့သူကဒီနှလုံးပေါင်းခြင်း9လို့ဖြစ်ခဲ့တယ်4ခွန်တန်းခဲ့တယ်နော်ဒီမှာ9ထိတ်ရပြီဒီ4ဆိုတော့ခွန်ဒီမှာ9 8ခွန်9ခွန်8ပေါ့ဗျာနော်ဒီ4 break ကိုဒီ4 break တွန်းကြာနော်ပြီးတော့မှ336မှလာကြနော်အိုက်ကောင်ကြပြီးတော့2ပင်ကျော်မှာသောနာကြံခဲ့တဲ့ပို့ခဲ့တဲ့438လာထွက်နော်2ပင်ကျော်မှာနောက်ဆုံး3ညထိတ်သူနဲ့တန်းမှာဖြစ်ရမယ်နော်ဒီနေရာမှာ438ကိုကျွန်တော်ညှော်လည်ထားတယ်ပေါ့ဗျာနော်ဒီကောင်မလာခင်လည်းဒီကောင်ကြထားတယ်ကျွန်တော်တို့အဆင်ပြေတယ်ဗျာနော်နောက်တော့အဲ့2 break ကြာရမယ်ဖြစ်စဉ်တစ်ခုရှိသေးတယ်ခဏဒီဖြစ်စဉ်လေးကလည်းအရင်ကျွန်တော်ပြဘူးလား2 break 3ခါကြာရမယ်ဆိုတော့တစ်ခုကြံနေပြီနော်ဒီ89ခုနှစ်71ခုနှစ်83ခုနှစ်နော်ဒါဖြစ်တာခွန်ပရိတ်နော်အဲ့လိုကောင်းထိုးတယ်ပေါ့နော်ကောင်းကတ်တယ်ကောင်းထိုးတယ်အတူတူပါပဲခွန်ပရိတ်အဲ့လိုခွန်ပရိတ်3ခုကောင်းခတ်ပြီးရတယ်တဲ့1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာနော်2 break တစ်ခါ2ခါနော်ပထမ2 break မှာ3 4ပါမယ်ဒုတိယ2 break မှာလည်း3 4ပါမယ်နော်ပြီးရင်2 break နောက်ဆုံး2 break မှာလည်း3 4ပါမယ်2 break 3ခါထွက်တယ်နော်ဒီမှာတစ်ခါ2ခါ3ခါအဲ့ကောင်ဘာလို့ထွက်တော့ဆိုဒီဘက်မှာခွန်လို့တန်းပြီးတော့ဘေးကို1 2 3 4နှစ်မြောက်နော်3 4ပါတော့2 break 3 4ပါတော့2 break 3 4ပါတော့2 break 3ခါထွက်တယ်နော်နောက်2010မှာလည်းအဲ့လိုလာဖြစ်တယ်10ရက်12ရက်14ရက်10 2010နော်ခွန်ပရိတ်အဲ့လိုခွန်ပရိတ်3ခါတန်းပြီးတော့4နှစ်မြောက်ဘေး4နှစ်မြောက်နော်1နှစ်2နှစ်3နှစ်4နှစ်မြောက်နှစ်ဆောက်သွားကြည့်နှစ်ပရိတ်မထွက်ဘူးထွက်ဘူးနော်နှစ်ပရိတ်ဒီမှာ4ပါ3 4ပါဆိုနှစ်ပရိတ်3 4ပါဆိုနှစ်ပရိတ်3 4ပါဆိုနှစ်ပရိတ်3ခါတန်းတယ်နော်မထွက်တော့နှစ်ပရိတ်က3ခါထွက်ရနော်အဲ့ဒါဘယ်ကပို့လဲပေါ့ဒီ3ခု3ည2 5 2 6ခုအဲ့လိုဖြစ်ပြီးတော့ဘေး4နှစ်မြောက်1နှစ်2နှစ်3နှစ်4နှစ်မြောက်ပြီးတော့အပေါ်မှာလုံးဝမထွက်ဘဲနဲ့ဒီအောက်ကြမှာနှစ်ပရိတ်အဲ့ဒီနှစ်ပရိတ်3ခါလုံးမှာ4လဲပါတယ်3လဲပါတယ်နော်နောက်ဒုတိယဖြစ်စဉ်က2015တတိယဖြစ်စဉ်ခွန်တန်းပြီးတော့ဒီဘက်ကို4နှစ်မြောက်နော်1နှစ်2နှစ်3နှစ်4နှစ်မြောက်ပါပထမဆုံးနှစ်ပရိတ်3 4ပါတယ်နော်ဒုတိယနှစ်ပရိတ်3 4ပါတယ်တတိယနှစ်ပရိတ်3 4ပါတယ်နော်ပြီးတော့နှစ်ပရိတ်မထွက်တော့နော်
နောက်ဆုံးထွက်တဲ့ကောင်က2019မြလာပြီးတန်းပြန်ပြီလားကွန်ပရိတ်ပြီးရင်ဒီဘက်ကို4နှစ်မြောက်1နှစ်2နှစ်3နှစ်4နှစ်မြောက်နော်3-4ပါဆိုနှစ်ပရိတ်တစ်ခါ3-4ပါဆိုနှစ်ပရိတ်ပြီးတော့အနှစ်ပရိတ်တွေပြတ်သွားပြီနော်ကျွန်တော်ဒီနေရာမှာဖမ်းထားတယ်နော်ဆောနာဟိုပိုကနန်းဖြစ်စဉ်ရလဲသူကနှစ်ပရိတ်3ကကြာပြီးမှထွက်ရမှာနော်ဒီမှာလည်းနှစ်ပရိတ်ကတစ်ချိန်ကျန်နေသေးတယ်နော်ဒီမှာကျတော့သူကကျွန်တော်ဒီကနန်းလေး၄ခွက်ကိုမှန်းထားတယ်ဗျာနော်ရှစ်နောက်ပိတ်နဲ့မှန်းထားတာ348 138နောက်တစ်ခါ438 318ရှစ်နောက်ပိတ်ရမယ့်အကြောင်းရင်းရှိတယ်နော်ဒီမှာကွန်ပလိတ်3ကတန်းပြီးတော့ဒီဘက်4နှစ်မြောက်မှာနှစ်ပရိတ်3ကထွက်ပြီနော်ထွက်တယ်ပေါ့နှစ်ပရိတ်အဲ့လိုဖြစ်တဲ့အချိန်မှာဒီမှာသူကနောက်ပိတ်3လုံးဘယ်လိုဖြစ်ရမလဲအဲ့နှစ်ပရိတ်3ကမှာလေနောက်ပိတ်3လုံးပေါင်းမယ်3လို့ဖြစ်ရမယ်ပထမနှစ်ပရိတ်ရဲ့နောက်ပိတ်က3ဒုတိယနှစ်ပရိတ်ရဲ့နောက်ပိတ်က3နော်တတိယမြောက်ထွက်တဲ့နောက်ပိတ်ကကျခွန်လို့ဖြစ်သွားပြီအဲ့ကျတော့3ခွန်ဆိုတော့ပေါင်းရင်3လို့ဖြစ်တယ်နော်ဒီမဲ့3ဒီမဲ့3ဒီမဲ့ခွန်3ခွန်အဲ့ကျတော့ဒီနောက်ဆုံးနှစ်ပရိတ်ဒီခွန်ပိတ်နဲ့ရှင်းနှလုံးကရှင်းနှလုံးကတော့တခြားမဟုတ်သူက3နဲ့4နဲ့ပါမယ်ဆိုတော့3နဲ့5 3နှစ်ခွန်နဲ့1 4ခွန်3ခွက်ပဲထိုးပါမယ်နော်ရှင်းနေတော့ဒီလို3ပိတ်ခွန်ပိတ်နဲ့နှစ်ပရိတ်ရှင်းနှလုံးကလည်း3နဲ့4နဲ့ပါမယ်အဲကြတော့ရှင်းနှလုံးကို3-4ပါမယ်ဆိုတော့2 3နဲ့1 4ပဲရှိတယ်နော်အဲ့ကောင်၄ခွက်ပဲထိုးပါမယ်ဒီတတိယမြောက်ဒုတိယမြောက်ဒီဖြစ်စဉ်မှာလားလို့3ခုကို3နဲ့5နော်အဲ့ကောင်4နှစ်မြောက်1နှစ်2နှစ်3နှစ်4နှစ်မြောက်ဒီမှာကြည့်လိုက်အောင်ဒီနောက်ပိတ်3လုံးက3ပဲဖြစ်နေ3ည3နော်နောက်ပိတ်3လုံးက3လို့ဖြစ်ဒီနောက်ဆုံးနှစ်ပရိတ်က3ညအပိတ်နဲ့နှစ်ပရိတ်ဖြစ်ရတယ်အဲ့ကျတော့ရှေ့ပေါင်းက2လို့ပြီနော်ရှေ့ပေါင်း2က3 9နဲ့8 4ပဲဖြစ်ရတယ်ဘာလို့လဲဆိုတော့3နဲ့4နဲ့ပါနော်3 90 8 4တယ်အဲ့ကောင်နော်3ညအပိတ်နဲ့ထိုးလိုက်နော်တတိယဖြစ်စဉ်ခွန်ဟုတ်ပြီ4နှစ်မြောက်ပထမနှစ်ပရိတ်ခွန်ပိတ်ဒုတိယနှစ်ပိတ်3ပိတ်အဲ့လိုခွန်နဲ့3နဲ့ဆိုတော့3ဖြစ်အောင်3ပဲလို့နော်ခွန်3အဲ့ဒီတတိယမြောက်နှစ်ပရိတ်က3ပိတ်နဲ့ဖြစ်ရတယ်3ပိတ်ဆိုတော့ရှင်းနှလုံးကိုက36နဲ့45နော်3နဲ့4နဲ့ပါအဲ့ကျတော့363 453နော်၄ခွက်ပဲထူတာ3663နော်363 453နောက်633 543အခုနောက်ဆုံးဖြစ်တယ်ရဒီမှာနော်ခွန်ဒီဘက်ကို1နှစ်2နှစ်3နှစ်4နှစ်မြောက်နော်တော့ဒီမှာပိတ်ပြီးထား9ပိတ်6ပိတ်9နဲ့6နဲ့ရှိနေပြီအဲ့လိုဆိုရင်9နဲ့6နဲ့ရှိနေကျွန်တော်ကဒီမှာ10ပဲပိတ်ရအောင်နော်968ချစ်အပိတ်နဲ့2ပိတ်ဆိုရှင်းနှလုံးက4အဲ့ဒီရှင်းနှလုံး4ရတခြား4မရအောင်3 4ပါဆို1 3နဲ့3နဲ့4ရနော်3ည4 8 4 3ည8 138 318သောနာကောင်ကတော့3ပါဆို2ပိတ်336ပေါ့ဗျာနော်စိုက်ကတော့မတူဘူးပေါ့နော်ဒီကောင်ကတော့အဲ့ဒါတဲ့ပဲထိုးရမှာနော်ဒါနှစ်ကုန်နဲ့ဒီလိုက်မွေးရင်လည်းမစိုးဘူးနော်ဒါဒီနောက်ပိတ်3လုံးဆိုထိန်းထားတယ်နော်9ဖြစ်ရှင်9 6 8အဲ့လို3ဖြစ်ပြီးတော့မှနောက်ပိတ်3လုံး3ဖြစ်ပြီးမှနောက်ဆုံးနှစ်ပိတ်ထွက်တာ10ပိတ်ဆိုရင်ရှင်းနှလုံးက4ဖြစ်ရမယ်အဲ့ဒီ4က3မဟုတ်4ပါအဲ့ကြတော့318 138 348 438နော်ဒီအဲ့ဒါလေးပါပဲနော်အစောနာ336ရယ်23ချိန်မှာ438တဲ့ရယ်နောက်ဒီချိန်မှာဒီကဏ္ဍလေး၄ခွက်ထားတဲ့ပဲနော်အဲ့ဒါလေးထိုးရမယ်နောက်ကျွန်တော်ဒီဘွဲမှာ9ပိတ်အားကောင်းတော့ကျွန်တော်ရှေ့မှာတစ်ဖိုင်တင်ပေးပြီးပြီနော်အဲ့ဒီ9ပိတ်ကတော့3ည4တစ်ဟောပေါ့နော်4တစ်နော်နောက်ထပ်9ပိတ်ကောင်းတာလေးကျွန်တော်အရင်ပြခဲ့ဘူးလေ311အဲ့ဒါလေးရှိပြီတကယ်ချင်းနေမှတ်မိမှာပါနော်အဲ့9ပိတ်လေးတွေကျွန်တော်ပြန်ပြအောင်ဒီဘွဲမှာအခုဒီ2ပိတ်လည်းအားကောင်းတယ်9ပိတ်လည်းအားကောင်းတယ်ကျွန်တော်ဒီနောက်ထပ်ဖိုင်လေးတွေထပ်ပြီးတော့တင်ပေးပါအောင်ကဲမိတ်ဆွေတကယ်ချင်းများအားလုံးကံကောင်းကြပါစေဗျာ